မင်္ဂလာပါရှင် New Vista Property ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထိုင်းနိုင်ငံမှာကိုနိုဝယ်လို့ရှိရင်ရရှိမဲ့အနည်း20 visa နဲ့ပတ်သက်ပြီးတော့လူမေးအများဆုံးမေးခွန်းတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကိုနိုဝယ်ရမယ့်အနည်း20 visa ဆိုတာပါတယ်ဒီ visa ကိုဘယ်လိုလျှောက်ရမလဲလျှောက်ဖို့အတွက်ဘာတွေလိုအပ်မလဲ visa fee ဘယ်လိုမျိုးတွေရှိမလဲဘယ်သူတွေလျှောက်ထားနိုင်တယ်လဲဘယ် developer တွေက visa လျှောက်ဖို့အတွက်ကူညီပေးတယ်လဲညီမကစပြီးတော့ဖြည့်ပေးလို့ရမလားရှင့်ဟုတ်ကဲ့ထိုင်းနိုင်ငံမှာပတ်3တန်းနဲ့အထက်အင်ချမီဝယ်ယူသူတွေကအနည်း20 visa Thailand privilege visa လို့ခေါ်တဲ့ elite visa မျိုးစားကိုရရှိမှဖြစ်ပါတယ်ဒီ visa ကို Thailand long stay visa company ကနေပြီးတော့မှပေးရဲ့ visa ပဲဖြစ်တယ်ဒီ company ကဆိုရင်ထိုင်းအစိုးရရဲ့လက်အောက်မှာရှိရဲ့ company ပဲဖြစ်ပါတယ်ရှင့်ရှောက်ထားနိုင်တဲ့သူတွေကတော့ condo တန်ဖိုးပတ်3တန်းနဲ့အထက်ဝယ်ယူသူအိမ်တန်ဖိုးပတ်3တန်းနဲ့အထက်ဝယ်ယူသူဒါမှမဟုတ်အခန်း5တန်ဖိုးပတ်8500နဲ့အထက်9ရန်သူတွေကဒီ visa ကိုလျှောက်ထားနိုင်ပါတယ်ရှင် visa ကိုကင်ဆောင်ထားပြီးတစ်နှစ်ပြီးရင်တော့မိသားစုဝင်တွေကလည်းလျှောက်ထားနိုင်ပါတယ်ရှင်အဖေအမေခင်ပွန်းတဲ့ဒါမှမဟုတ်ဇနီးတဲ့ပြီးတော့သားသမီးတွေလည်းလျှောက်ထားနိုင်ပါတယ်သားသမီးတွေကတော့အသက်20နဲ့အောက်ဖြစ်ရပါမယ်ရှင်လျှောက်ဖို့အတွက်ကွန်ဒိုကဂျိုပွိုင်းမဟုတ်ပဲ2020အောက်တိုဘာနောက်ပိုင်းဆောက်လုပ်ပြီးစီးထားတဲ့ကွန်ဒိုဖြစ်ရပါမယ်လိုအပ်ချက်တွေအနေနဲ့ passportပိုင်ဆိုင်မှုကလုံနီစာချုပ်အခန်းပုံအတွင်းပြင်နဲ့ကိုနဲ့အခန်းနဲ့တွဲရိုက်ထားတဲ့ပုံတွေကိုတက်တဲ့အနေနဲ့တင်ပြပေးရမှာဖြစ်ပါတယ်။ကိုကအင်္ဂါထားတယ်ဆိုရင်အင်္ဂါစာချုပ်နဲ့ငွေချေထားတဲ့ဖြတ်ပိုင်းတွေကိုတက်တဲ့အနေနဲ့ပြရမှာဖြစ်ပြီးအင်္ဂါစာချုပ်အနည်းဆုံး3နှစ်နဲ့အထက်တက်တန်ရှိရပါမယ်။ Visa fee အနေနဲ့ကပထမဆုံးအနည်း20 Thailand Long Stay Membership အတွက်ဘတ်4000ရှိပါမယ်။ Application fee အနေနဲ့တစ်ခါလျှောက်တိုင်းဘတ်2900ကျတဲ့မှာဖြစ်ပြီး Visa ကိုတော့တစ်တစ်ကြိမ်တက်တန်တိုးသွားရမှာဖြစ်ပါတယ်။လက်ရှိအခြေအနေထိရတော့ဒီသတ်မှတ်ထားတဲ့ကွန်ဒိုတန်ဖိုးအတိုင်းဝယ်ယူရတဲ့သူတွေ9ရန်တဲ့သူတွေအားလုံးရှောက်ထားနိုင်တဲ့အခွင့်အရေးရှိပါတယ်ရှင်။ဒါပေမဲ့ supporting ပေးရဲ့ developer တွေကတော့ Sunsiri ရှိမယ် AP ရှိမယ် Nova developer တွေရှိပါမယ်ရှင်။ AP developer ဆိုရင် airport fast track တစ်နှစ်ကို4ချိန်အထိပါကူညီပေးထားရတယ်သိရှိထားရပါတယ်ရှင်။ဒါအပြင် Thailand long stay visa ရှောက်ထားဖို့အတွက်လိုအပ်တဲ့ process တွေအချက်အလက်တွေနဲ့ကုန်ကျစရိတ်တွေကိုပါထောက်ပံ့ပေးရလို့လည်းသိထားရပါတယ်ရှင်။ဘန်ကောက်မှာကွန်ဒိုဝယ်ယူခြင်းနဲ့ဒါမှမဟုတ် Thailand Long Stay Visa နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ညီမတို့ရဲ့ New Vista Property ကိုပေးထားတဲ့ဖုန်းနံပါတ်ကနေပြီးတော့တစ်ဆင့်တိုက်ရိုက်ဆက်သွယ်ပြီးတော့စုံစမ်းနိုင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။